ရင်းနှီးချင်းရဲ့အားကစားပိတ်သက်ကြီးမင်္ဂလာပါခင်ဗျာ UFC မှာမြန်မာနိုင်ငံကိုကိုစားပြုပြီးထိုးနေတဲ့ပထမဆုံးဖိုက်တာဖြစ်တဲ့ချင်းလူမျိုးလေးဂျိုရှူအာဖန်ကိုတော့မြန်မာလူမျိုးအားကစားပိတ်သက်တိုင်းသိကြမှာပါဒါထက်ဂုဏ်ယူစွာနဲ့အားပေးကြမှာပါ UFC လို့ကမ္ဘာအဆင့်နာမည်အကြီးဆုံးပြိုင်ပွဲကြီးမှာဝင်ထိုးဖို့ဆိုတာကလုံးဝမလွယ်ကူလာပါဘူးဂျိုရှူအာဖန်ကတော့ဝင်ရောက်ရှင်ပြိုင်ရုံသာမကပဲ ranking အတွင်းမှာပါဝင်ရောက်တဲ့အထိကျန်းနေတာပါ။ဒါမဲ့ဇွန်လ28ရက်မှာဆိုရင်ဂျိုရှူအာဖန်က flyweight တန်းရဲ့ ranking အဆင့်1ကစားသမား Brandon Royval နဲ့ရှင်ထိုးရမှာပါ။ဒါထက်အရေးကြီးတာကဂျိုရှူအာဖန်ကလူစားဝင်ထိုးရတာဖြစ်ပြီးအဆင့်1ကစားသမားကိုပြင်ဆင်ချိန်21ရက်ထဲနဲ့ထိုးရမှာပါ။ကိုထံ ranking လည်းမြင့်အတွေ့အကြုံလည်းတာတဲ့အပြင်ပညာလည်းကောင်းပြီးတက်လုံမှာရှိတဲ့ Brandon Royval ကိုရှင်ကစားရမှာမဟုတ်ပါ။ဒါအပြင် Brandon Royval ကဂျိုရှူအာဖန်တဲ့အရက်4လက်မပုံမြင့်တယ်လို့လက်တံလည်း3လက်မလောက်ပိုရှိပါတယ်။ဂျိုရှူအာဖန်အနေနဲ့ UFC မှာတော်တော်လေးပွဲကူးကျန်းတယ်လို့ပြောရမှာပါ။ချားဂျွန်ဆင်ကိုရှုံးနေပြီးတဲ့ဟာကိုအများကြီးနှိမ့်ချတတ်ခဲ့ပြီးပုံမူစူးစမ်းပြင်ဆင်ခဲ့တဲ့အပြင်ဒီနေ့အတွင်း၄ပွဲအထိထိုးခဲ့ပြီး၄ပွဲလုံးကိုအနိုင်ရခဲ့တာပါ။ဒါကြောင့်လည်း UFC ရဲ့ flyweight ranking မှာနံပါတ်7အထိဖြစ်လာခဲ့တာပါ။အရင်ကပြိုင်ဘက်တွေထက်ပိုကောင်းတဲ့သူကိုရှင်ပြိုင်ရမှာဖြစ်လို့နိုင်ပွဲဆက်နေတဲ့အရှိန်ဦးကျိုးသွားမှာကြောက်ရပါတယ်။အရင်နိုင်ပွဲဆက်ပြီးပွဲကူးကျန်းသူတွေဦးကျိုးခဲ့တဲ့အစဉ်လာလည်းရှိနေတော့တော်တော်လေးသတိထားရမှာပါ။ဒါပေမဲ့ဒီလိုအန်ဒီရကလည်းဂျိုရှူအာဖန်အတွက်အခွင့်အရေးဖြစ်နေပါတယ်။အဆင့်1ကစားသမားကိုနိုင်ရင်ချန်ပီယံကပတ်လူဖို့အထိတောင်းဆိုနိုင်တာဖြစ်လို့အခွင့်အရေးကလည်းကြီးမားမားစောင့်မျှော်နေပါတယ်။ဘယ်လိုပဲရလက်တွေထွက်ပါစေကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ကတော့မြန်မာနိုင်ငံကိုစားပြုကမ္ဘာအဆင့်ကစားသမားလေးကိုအကောင်းဆုံးရလက်တွေကိုမျှော်လင့်ရင်းအားပေးကြရမှာပါကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ